ချင်းဆိုတာတော့ကနေအင်္ဂလိပ်လိုဆိုပြမယ်ငါကြိုက်တဲ့ချင်းဆိုအဖေကြိုက်တဲ့ချင်းဆိုပန်းွယ်ကစိတ်မဆိုင်ဘူးလေအဲ့ဒါအင်္ဂလိပ်နဲ့မဆိုင်ဘူးလေဖေဟင်းသရာတွင်ပဲဒီရောက်သွားပြီအေးတိုင်းဘက်ကိုရောက်သွားပြီမဆိုင်ဘူးအင်္ဂလိပ်နဲ့မဆိုင်ဘူးလေမင်းကအင်္ဂလိပ်လိုတက်တယ်ဆိုအေးတက်တယ်လေငါကမာလို့ဆိုတာအင်္ဂလိပ်လိုဘာသာပြန်လေဟုတ်အဲ့ဒါကြတော့ဝေးနေလားလို့ပန်းွယ်ကစိတ်မြန်မာလူမျိုးဖြက်လန်းလိုက်လို့ရတယ်ပန်းဆိုတာ flower စိမ့်နာခရက်โอเคရပြီ flower is green ဘာလဲ flower လွယ် flower ဆိုတာပန်း green ဆိုတာစိတ်ပန်းနယ်ကစိတ် flower နယ် green အတူတူပဲပန်းွယ်ကစိတ်နဲ့ flower is green it is so green ဘာလဲ so green so green ဆိုစိတ်တဲ့စိမ့်နယ်ဆုံးနသာမြိုင်ရှားဘုံဖွင့်မှလို့ရဲ့ quality policy or looking for ဘာဖြစ်လို့ငါဖိတ်ကြည့်ရလားပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့စံရနာ YouTube channel ကိုကြည့်ရှုအားပေးနေတဲ့ပြည်သက်ကြီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနှစ်ဖက်သောချမ်းသာခြင်းနဲ့ပြည့်စုံပါစေဟုတ်ကဲ့ချစ်ကိုကြီးကိုကြီးဒီတကတင်ဆက်မဲ့အစီအစဉ်ကတော့เนาะကျွန်တော်တို့ဒီဘာသာပညာရှင်ကြီးများကိုเนาะကျွန်တော်တို့တွားရောက်တွေ့ဆုံပြီးတော့ကျွန်တော်ဆုံးမစကားလေးတွေနာယူမယ်ဟုတ်ကဲ့မှတ်သားကြည့်တာလေးတွေမှတ်သားမယ်ဟုတ်ကဲ့အဲ့ဒီကနေပြီးတော့ကြည့်ရှုနေတဲ့ပြည်သက်ကြီးဒီစီစဉ်ကိုကြည့်ရှုနေတဲ့မျိုးဆက်တဲ့လူငယ်လေးတွေเนาะကျွန်တော်တို့မှတ်သားစရာဘုသူဒ္ဓတော်တော်ကောင်းဟုတ်ကဲ့ပညာတော်တော်ကောင်းနော်ကျွန်တော်ရသွားမယ်လို့ယုံကြည်ပါတယ်နောက်လာမဲ့ဟာသလူရှင်တော်လေးတွေအတွက်ဘုရားလေးရစေခြင်းကိုတင်ဆက်ပေးတဲ့အစီအစဉ်လေးဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီအစီအစဉ်ရဲ့ခေါင်းစဉ်ကိုကျွန်တော်တက်တပင်ကောင်းလို့ကျွန်တော်အမည်ပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဆိုရိုးစကားလည်းရှိပါတယ်ဟုတ်ကဲ့တက်တပင်ကောင်းငှက်အပေါင်းနားနိုင်တယ်အဘတမ်းမကောင်းလိုက်တာကိုကြီးတက်တပင်ကောင်းပါစေနော်နောက်လာမဲ့မျိုးဆက်တဲ့ငှက်ပေါင်းမြောက်များစွာနားခွန်နိုင်တယ်ဆိုအဓိပ္ပာယ်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အတွက်ဟာဒီတက်ပင်ကောင်းကြီးတစ်ဖွဲနော်အရေးအာဝါဒအေးမြတဲ့အေးဝါဒတွေနော်ကျွန်တော်တို့လိုချင်တာတွေနော်ကျွန်တော်တို့နားခွန်ချင်တာနားခွန်နိုင်တယ်ဟုတ်ကဲ့နော်ကျွန်တော်အစားအသောက်လိုချင်လားနော်ကျွန်တော်ခွေစားသုံးလို့ရတယ်အတိတ်ပဲကျွန်တော်တို့တစ်ပင်တစ်ပင်ကောင်းပြီဆိုလို့ရှိရင်ငှက်ပေါင်းများများစွာအနားယူလို့ရတယ်ဟုတ်တယ်အဲ့ဒါလိုမျိုးပဲအခုလည်းပဲမျိုးဆက်သစ်လူငယ်လေးတွေအတွက်နော်ကျွန်တော်တို့ဟာသပညာရှင်ကြီးများနဲ့သွားပြီးတော့ကျွန်တော်တို့ဘုဒ္ဓရရတဲ့နေရာလေးတွေမေးမြန်းကြမယ်ကိုကြီးဟုတ်တယ်ဒါကြောင့်ကျွန်တော်တို့မျိုးဆက်သစ်လူငယ်လေးတွေခိုးနားစရာနော်တစ်ပင်ကောင်းကြီးတစ်ဖွဲဖြစ်တဲ့နောက်ဒီကကျတော့အဖေဆရာကျွန်တော်တို့ဟာသပညာရှင်ကြီးအဖေဥပေါ်လေးတွေကျွန်တော်တို့သွားမှာဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ညီငယ်လေးတွေနော်ပြည်သက်ကြီးများကျွန်တော်နဲ့အတူတူလိုက်ပါပြီးတော့ကျွန်တော်တို့ကြည့်ရှုနားတော်တာဆင်ကြပါအာသာကိုချစ်မြတ်လို့ကြတဲ့အနာဂတ်လုံးမှာရှိနေတဲ့အာသာချစ်ပြည်သက်ကြီးအားလုံးပဲအခုဟောဆန်လင်းတို့အဖေဥပေါ်လို့အိမ်ကိုရောက်နေပြီနော်ဖေဥပေါ်လေးအိမ်မှာရှိတယ်တဲ့ကျမ်းပါပါတယ်ခင်ဗျာကျမ်းပါပါတယ်ဘလောတော့ဆေးရုံတက်လာရတာပေါ့နော်တဲတန်ဆေးရုံမှာကျွန်တော်တို့ကုလိုက်ရတယ်အခုတော့ကျမ်းပါကြီးကောင်းသွားပြီကျမ်းပါကြီးကောင်းသွားပြီဖြစ်တဲ့အတွက်ဖုန်းချိတ်ဆက်လည်းလုပ်ပြီးပြီဖေဥပေါ်လေးရောက်ပြီဖြစ်တဲ့အတွက်ဖေဥပေါ်လေးနဲ့ဖေဥပေါ်လေးကဟာသပညာတွေဘယ်လိုဆွေးနွေးမလဲနောက်မျိုးဆက်တဲ့လူငယ်တွေကိုဘာတွေဆုံးပါမလဲဆိုတာကျွန်တော်တို့ပြည်သက်ကြီးနဲ့အတူတူမင်္ဂလာပါအေးမင်္ဂလာပါဗျာနော်ကျမ်းပါရဲ့နော်ကျမ်းပါတယ်လို့ပြောရမှာပေါ့ဟိုတကတော့ဈေးုံတင်လိုက်ရတယ်အသေးအံပဲနော်ဈေးုံမှာအကြိုင်းနေလိုက်အေးပါအခုသားတို့ကသားတို့ဒီဆိုင်ရနာ channel မှာဒီကြည့်ရှုနေတဲ့ပြည်သက်တွေကိုပြောမှဆိုရင်သားတို့ကလာပြီးတော့ပညာယူခြင်းလားဒါပေမဲ့ဖေးစီကိုဒီဘက်နောက်ပိုင်းမှာကိုတွေအလုပ်တွေနဲ့သားတို့မရောက်တာကြာပြီအမှန်တော့ဒီလိုအများအားဒီပညာရှင်ကြီးတွေနဲ့အများအားနောက်လူငယ်တွေကအားသလိုလာရောက်ပြီးတော့ပညာယူနေရမှာဖေးတို့လည်းငယ်တော့အဲ့လိုယူခဲ့တယ်သားတို့လည်းအခုယူနေသေးပါပဲဒါကြောင့်နောက်လူငယ်တွေနောက်ဒီ season ကြည့်ရှုတဲ့လူငယ်တွေဘုဒ္ဓတာတွေရအောင်လို့ဒါဖေးအနေနဲ့ဗာတွေပြောချင်တယ်လူငယ်တွေအတွက်အမှန်မှာတော့တရားသဘောလေးနဲ့ပြောရမယ်ဆိုရင်တော့ဘေးကြီးကပြိုလဲပြိုခဲ့ပြီအိုလဲအိုခဲ့ပြီနာလဲနာခဲ့ပြီတေးဖို့ရှိတော့လားဟုတ်ပါနော်ဇာတိစရာဗျာတိမရဏဆိုတေးဖို့ပဲရှိတော့တယ်အဲ့တော့တေးဖို့ဆိုတာဆရာကြီးဦးလာလေးဟောတဲ့တရားတွေမှာဘယ်လိုတည်တတ်သလားတေးဖို့ပြင်ဆင်ပြီးဗလားဒါလေးတွေရှိတယ်လေအဲ့တော့ဒီနေရာမှာဘိတို့ကြတော့ဟုတ်မတည်ခင်လေးပေါ့မတည်ခင်လေးမှာဘီရ73နှစ်သားကစပြီးတော့လူရှင်တော်ပညာသင်ခဲ့တာလေ73နှစ်သား73နှစ်သားဆိုတော့နော်လူပညာအခု90နဲ့8နှစ်ရှိသွားပြီအဲ့တော့အဲ့ဒီကာလတစ်လျှောက်လုံးမှာ
ဖေးတွေ့ကြုံခဲ့တာလေးတွေသင်ယူခဲ့တာလေးတွေနောက်ကိုယ့်အကူမှတ်เสียလေးတတ်เสียလေးတွေကိုမျိုးဆက်တဲ့လူရှင်တော်လေးတွေကိုဖေးတတ်တဲ့ပညာလေးတွေခြံခဲ့ခြင်းတယ်ဒါအဖေကြီးရဲ့ရင်းနေရစကားပေါ့နော်အရွယ်ကောင်းတဲ့တုန်းကတော့မရစားဘူးသားစားဘူးသမီးစားဘူးရှားတာအဲ့တော့ရှာခဲ့ရတယ်ရှားတော့ဘလို့ရှားလဲဆိုတော့စာရီဖတ်ခဲ့ရတယ်လူရှင်တော်ဆိုတာစာများများဖတ်မှာဘူးတူတယ်များများရတယ်လေ ဟုတ်ကဲ့ တော့စာရီအများကြီးဖတ်ပြီးတော့ဖေးစီဝါရှာခဲ့တာဒါဟိုအရွယ်ကောင်းစဉ်ကနော်ဟိုအသက်88နှစ်မှာဖေးစာဖတ်ပြီးပြန်ရှာတယ်ဘာလို့ဖို့လဲမျိုးဆက်တဲ့ကလေးတွေတပိလေးတွေကိုပညာပေးကြလို့ ခုချိန်ဒီဖတ်တော့ ဖတ်တယ်ဟိုတော့ရှာခဲ့တာကတာပြည့်မှုမရပြည့်မှုပဲရှာခဲ့တာအခုရှာနေတာကတပိတွေကိုမျိုးဆက်တဲ့လူရှင်တော်လေးတွေကိုကိုတတ်ထားတဲ့ကိုတိထားတဲ့ကိုလေ့လာထားတဲ့ပညာလေးတွေကိုအမွေပေးကြလို့ရှာနေတာအဲ့တော့တို့လူရှင်တော်လို့ဆိုတာခက်တယ်ကွာ ဟုတ် အများကြီးပါလူရှင်တော်လို့တော့ခက်တယ်အဲ့တော့ပြလုံးတစ်လုံးပြတ်တာစပြီးတော့လေရယ်တရီရယ်မျက်နာရယ်နော်အိုးခံဒါတွေကအများကြီးကြီးတယ်လေ ဖေးကတော့တောက်တင်ပေးခဲ့တယ်လေဖေးစီသားလာတော့လူရှင်တော်ဆိုတာဟိုလှုပ်နေတဲ့လူနဲ့ငိန်တဲ့လူနဲ့ဟလားဖေးပြောခဲ့တယ်တောက်ဆုံးမခဲ့တယ်ငိန်တဲ့လူနဲ့ဘယ်ဟာစိတ်ဝင်စားမလဲ မတူဘူးကွာ ဟုတ် ဟိုလှုပ်တဲ့ပြလုံးရှိသလိုငြိမ်ငြိမ်လေးနဲ့ပြည့်ရမယ်ပြလုံးလည်းရှိတာပေါ့ ဟုတ် ဘိတို့တွေကပညာလေးဘဝမန္တလေးမှာဒီရဇက်တွေအငိမ့်တွေအများနဲ့လျှောက်ကြည့်တယ်ညာတယ်ပြီးတော့သူတို့လူရှင်တော်ကြီးတွေပြက်ပုံပြက်နည်းတွေကိုလေ့လာလေစီးဘူးတယ် ဟုတ် အိန္ဒိရလိုက်တာပြလုံးတုံးပြက်တယ်ဟိုဘက်ဒီဘက်အိုးခံနဲ့ငြိမ်ပြီးတော့ကြည့်ရတာကပြလုံးကဟိုသူတို့ပြက်တဲ့ပြလုံးတွေကရည်လဲရည်ရတယ်အနှစ်သာရရှိတယ်လေ ဟုတ် အခုခေတ်မှာတော့ဟိုတိုးတက်လာတယ်ပြောမလားဘာပြောမလဲတော့မသိဘူးအခုခေတ်လူငယ်လေးတွေပြက်တဲ့ပြက်လုံးတွေဟာဟိုပြောရမယ်ဆိုရင်တော့ကွာအမီးမောက်မတည့်ဘူးအမီးမောက်ဆိုတာဘာလဲသိလား ဟုတ် အမီးမောက်တဲ့တယ်ဆိုတာဘာလဲအဲ့ဒါလေးတွေအခုခေတ်မှာမေးကြည့်ခြင်းတယ်အမီးမောက်ဘာလို့မတဲ့တာလဲအမီးအမောက်ဆိုတာကသူမင်းတို့ဆိုင်းနေနားထောင်မှုပါလိမ့်မယ်ဆိုင်းထဲမှာပြင်စီဥပယုတ်ကြီးတွေ့တယ်မဟုတ်လား တွေ့တယ် အဲ့ဒီအယုတ်ကြီးရဲ့ဒီရှေ့ကခေါင်းကဒီအမောက်နဲ့နောက်ကငကြင်းမီးနော်အဲ့ဒီအမီးနဲ့ဆင်လိုက်တဲ့အခါမှာတန်းနေရဒီပြင်စီဥပယုတ်ကြီးဆင်တဲ့အချိန်မှာအမီးအမောက်တက်ရမယ်တဲ့အဲ့သူကဒီလိုလာတာဟုတ်ကအမီးနဲ့အမောက်နဲ့တက်ရအတူပြလုံးပြတ်တဲ့နေရာမှာလည်းဒီလိုပဲအမီးအမောက်တက်ရပြလုံးတက်လိုက်တယ်အလဲမှာရည်စရာတွေပြောတယ်ထုတ်လုံးမှာပူရည်ရဒါမှသူအမီးမောက်တက်တယ်လို့ခေါ်တယ်လေဟိုပြလုံးစတဲတာရယ်တဲပုံတဲနီးရယ်တဲလိုက်တယ်အလဲမှာရည်တယ်အဆုံးတတ်မှာဟောလည်းဆိုရည်သွားအဲ့ဒါမှပြလုံးတစ်လုံးကွင်းတစ်ကွင်းရဲ့အမီးမောက်တက်တယ်လို့ခေါ်တယ်အခုကအဲ့လိုမဟုတ်တော့ဘူးကွာဟိုဈေးထဲမှာဈေးတွေရဖြစ်နေတယ်လို့ပဲညီကဘာဖြစ်တယ်ငါဘာဖြစ်တယ်အညီကအလေးကိုတယ်ညီကဘာဖြစ်လဲအဲ့လိုပြလုံးတွေကိုခါတော့လူပြီးတော့ခါပြက်ချင်တယ်ပြက်ကြတယ်လေအဲ့တော့အခုခေတ်က ဈေးထဲမှာဈေးသက်တွေလူရောင်းနေ ဈေးတွေလူရောက်နေတယ်လို့ပဲလေဖြစ်နေတာရှိမရှိကမရှိလေဒါတွေကသူတို့ပြောရမယ်ဆိုရင်တော့ဖေးတို့ပညာရှာတော့ကဘယ်လိုကြိုက်သွားပြီစာတပုတ်ကြိုက်သွားပြီဆိုရင်ညပဲအိတ်တယ်မနေ့7နာရီနိုးတာလည်းတပိတွေပါစားတော့ပြီးတာလေအဲ့ညပြတ်သွားတယ်လူရှင်တော်ကြီးရဲ့ပြက်လုံးကိုလိုချင်လို့သွားပြီးတော့နေရတယ်နှိပ်ရတယ်အဲ့ဒါအဘရဲ့ကျွန်တော်အဲ့ပြက်လုံးလေးကျွန်တော်ပြက်ပြရစီကျွန်တော်ပေးပါဆိုတော့ရေးစမ်းစာနဲ့စနစ်တကျရေးပြီးတော့ပြက်လုံးကိုထိုင်ပြက်လေးကဒီလိုရှိတယ်ကွာမျက်နှာကဒီလိုရှိတယ်ကွာဒီလိုတင်တာလေ ဟုတ် စာတပုတ်လိုချင်လို့ရှိရင်လည်းအဘရဲ့ညအဘရွတ်သွားတဲ့စာလေးသားလိုချင်လို့ပါတော့ဘိဓုခေတ္တကတော့ဘောပေတော့သိမကြိုင်နိုင်ပါဘူး ခဲတာနဲ့ ခွေးတိခဲတာလေ
ဆိုရစီရတာခဲတယ်နဲ့အာကမတယူတလီပေါ့နော်ဒီလိုစာကိုယူခဲ့ရတာလေအခုခေတ်ကတော့လူရှင်တော်လေးတွေကလွယ်တယ်ကွာဟလာဟိုဖုံးလေးဖွင့်ပြီးတော့ကိုလိုချင်တာလေးကိုရိုက်ပြီးတော့ကြာတော့ရတော့ရတယ် စနစ်မကြ ဒါပေမဲ့ထန်ဂရိုင်းဆိုတာရှိတယ်ထန်ဂရိုင်းဆိုတာရှိတယ်လေ ဟုတ်တယ် အဲ့ဒါမကြောက် ဟုတ်တယ် မကြောက်တော့ဘာဖြစ်လဲပြက်လုံးတောင်းပြက်လုံးတစ်လုံးပြက်လိုက်တောင်းသွားတယ် သိကြောက်တာဘေးရပြက်လုံးတောင်းမှသိကြောက်တာကောင်းတော့တော့ဟိုလူစုံတဲ့အခါမှာဥပမာဟိုတို့ပါစုပေါင်းခေါ်မှာပေါ့ကွာ ဟုတ်ကဲ့ စုပေါင်းတွေပါဒီကားတဲ့အခါကျရင်ဘေးပြက်လုံးလူမပြတ်တတ်ဘူး သတိထားမိတယ်ဖေး လူမပြတ်တတ်ဘူးကိုယ်လည်းကြားလို့ကိုပြရမယ်ဆိုလဲခါရကိုပြတ်တဲ့ပြက်လုံးကပိတ်သက်နားတဲ့ဝင်အောင် တောင်းတောင်း အဲ့လိုပြတ်တတ်တယ်အဲ့ဆိုဒါလေးတွေမှတ်တင်တာပေါ့နော် ဟုတ် သူတို့လေးတွေကိုဒါလေးတွေမှတ်တင်တယ်ပြီးတင်တယ်ဘယ်လိုလေ့လာတင်တယ် မတော့အများကြီးပြက်စရာမလိုလူစရာမလို မလို့မလို့ လုံးဆိုတစ်လုံးဟုတ်လား ကိုယ်ကလေးနဲ့ကိုလေကိုယ်ကလေးနဲ့ကို ဟမ် တချို့ကရှိသေးတယ် ဟုတ် ကိုလေးပေါ့နော် ဟုတ် ဒါလေးတွေကဖေးကအဖေးကတရှိဆိုရင်အချက်တစ်ခုရှိတယ်အရှိဆိုရင်ဒီပေးတက်ကိုဒီကိုယ့်ဘက်ကိုပါအောင်ခါမျက်နှာနဲ့ခါတော့ဒီမှာအိုက်တေးတဲ့သူဘေးကနေတယောက်ကလိုက်ပြီးတော့ဟာအဲ့တချင်းကိုဗာတေးဖို့တွေလုံနေမကြိုက်တော့ဘူးမလုံပါနဲ့လို့တော့ဘာဆိုဟိုအဖေးကငယ်တဲ့ကဒီ73နှစ်သားစသည်ဇက်မှာတင်လာတဲ့ကနှစ်ပါးသားဆိုလဲစီကံတရားနဲ့နေခဲ့ရတာလေလုတ်ခဲ့ရတာလေဆရာကြီးတွေနဲ့လူရှင်တို့အကြီးကြီးတွေနဲ့လုတ်ခဲ့ရတာဆိုတော့ ဟုတ် နောက်ဆုံးဘယ်တော့ယူသေးရဆိုမင်းသားရှိတော့ဖြတ်လျှောက်လို့မရဘူးအဖေတို့မင်းသားကြီးဖြတ်လျှောက်ရင်မင်းသားကန်ချရတာသူရှိဘယ်တော့မှဖြတ် ဟုတ် အခုခေတ်တော့မင်းသားရှိတယ်ဟိုတက်နေတာလေပါအကုန်လုံးတယ်လုံးတယ်ကွာဒါကြောင့်လည်းအဲ့ဒါမျိုးတွေလည်းမဖြစ်သင့်ဘူးလို့နော် အခုလမ်းကြောင်းတွေလွဲတယ်တယောက်ကဟိုဗာလဲဟိုငစိမ့်တန်းကိုပြတ်တယ်တယောက်ကလက်ဖိတ်ဆိုင်ကိုပြတ်တယ်အခုဗာတွေကဟိုတရေမမှန်တာတွေလည်းများတယ်အဲကြောင့်ဖေးဒီလူရှင်တော်ရဲ့တရေနဲ့ပတ်သက်လို့နည်းနည်းလေးဒါတို့သိချင်လို့ ရှေ့တုန်းကငါတို့ဟိုတုန်းကလူရှင်တော်ကြီးကြီးอ่ะ ဟုတ် တယောက်ကပြက်နေပြီဆိုရင်ဟိုဘက်ဒီဘက်ထိုင်ပြက်တာဟုတ် ဟုတ်ကဲ့ အခုလိုထပြက်တာပါဟုတ်ပဲနဲ့ဟိုဘက်ဒီဘက်ထိုင်ပြက်တာပြောလို့ရှိရင်တူဘေးနာရှိတဲ့လူကကတ်ထောက်ပြရတယ်ဒီဘက်တစ်ချမ်းကို အဲ့ဒါကစနစ် စနစ်ဟိုဘက်ကပြက် ကြော်မထောက်ဘူး ဒီဘက်ကပြက်ဆိုတော့ဒီသူတို့ပြောတဲ့ပြက်လုံးတွေမှာကိုကဘေးတက်ကိုဥလိုက်တဲလိုက်ရည်နေရတယ်လေစီကံကြလို့ခေါ်တာဗော ဟုတ်တယ်အခုအဲ့စီကံကလေတကယ်အခုသားတို့လည်းဖေးတို့သင်ခဲ့တဲ့စီကံတိုင်းလုပ်နေတာပါဒီမှာပြတ်နေတယ်ဆိုလို့ချင်းနှစ်ယောက်ဒီမှာဖေးမှထိုင်နေတယ်ဒီတယောက်ပြတ်တယ်ဆိုဒီဘေးကတယောက်ကထောက်အောင်မဟုတ်ဝေးရတယောက်ကထောက်တဲ့အခါကျတော့ခေါင်းနေရပေးတဲ့ကလဲပြီးတော့ဘယ်ကိုကြည့်ရမှမလဲစနစ် အာယုံပေါ့ဟိုတော့ဒီလူရှင်တော်ကြီးတွေကတစ်ဖက်၄ယောက်မြေ၄ယောက်ပေါ့ကွာဟိုဇက်တွေမှာထိုင်ပြီးတော့အလှပွဲသွားမကူပဲစားဟိုဘက်ကဘယ်သူလဲဗျာဟိုဘက်ကဒီဘက်ကမေးလိုက်တယ်ဒီဘက်ကစေကူကကြောက်ကတော့အေးယူပါချော်ပြဟာမိတူမယောက်ျားဗျာဒါသူအစင်နဲ့သူစီကံနဲ့ရည်သွားတာလေကွာကြဘောက်ကလည်းဌာနကြော်ကြတော့အမေငါသားလေးတော်သားဟာဒီလိုပေါ့လေရှေ့လူကြီးတွေကထိုင်ပြီးပြရတာအခုခေတ်ကမင်းသားထွက်လာပါပြီခမညာဆိုတော့လေအစိုးတန်းကြောင်းကြိုက်တော့တာဟုတ်ကွာကြောင်းကြိုက်ပြီးတော့ဇက်ခုံမို့တချင်းတွေလည်းမြူပါတယ်မြူတော့ဒီနေရာမှာလေသူတို့ဖြုတ်မျက်စိဟိုဖေးတို့အနေနဲ့ကတော့ဟိုတော့ဆရာကြီးတွေနဲ့တင်းလာရဲ့ပညာဆိုတော့လေ အခုခေတ်ကိုတော့လူရှင်တော်လေးတွေကိုကိုယ်လေမညာမတာပြောမှဆိုတော့မျက်စိနောက်ပါတယ်မင်းသားကိုလည်းသူမင်းသားတအားယူသေးရတာမင်းသားဆိုတာဇက်เสียလေ ဟုတ်တယ် တစ်ဖွဲလုံးနဲ့မင်းတို့ပြက်လုံးပြောက်ကွာတစ်ဖွဲလုံးရထမင်းအိုးကြီးပေါ့ကွာ သားကောင်းဆောင်ကြီးပဲ ယူသေးရတာလေ ဟုတ်တယ် အခုခေတ်ကမင်းသားကိုလည်းမယူသေးတော့ဘူးကွာငါအဲ့ဒါတွေကြတော့လေမကြိုက်ဘူး ဟုတ်တယ် မယူသေးတော့ဘူး ဟုတ်တယ် အဲ့တော့ဖေကြီးကမြို့ရှိမသားဖိုးချင်းနဲ့9နှစ်ပြစားတဲ့လိုက်ဘူးလေ ဟုတ်ကဲ့ လက်ခဲ့တယ်လက်ခဲ့တဲ့နေရာမှာစီကံဒီနှစ်ပါးသွားမှာစီကံထင်းသိနေအဖေကြီးတို့ကစပြီးတော့မင်းတော်ယူသေးတယ်ကိုသားပြီမဲ့လို့ကိုသားအရွယ်လောက်ရှိတယ်လေဒါပေမဲ့သားပါပဲ ဟုတ်ကဲ့ ဘဘိုးကြီးကအဖေကြီးရဲ့
ဒုတိယမြောက်ကောက်ရတဲ့သားလို့ပြောလို့ရပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့မဲ့ယူသေးတယ်မင်းသားကိုပြလုံးပြရင်တော့တယူတစီလေးနဲ့ကိုမင်းသားကိုယူသေးရမှာလေ ဟုတ်ပါတယ်ဟုတ်တယ် မင်းသားကိုတငယ်ချင်းလို့ပေါင်းလို့မရဘူး အဲ့လိုလုပ်လို့မရဟုတ်မှန်တာပေါ့ ဆိုအဖေတို့တင်ရတဲ့ခစ်ကလေ ဟုတ်ကဲ့ဟုတ်ကဲ့ တယူတစီကိုမင်းသားကိုဆိုင်မှာပေါ့ဥမမင်းသားကွာထွက်လာပြီဘာမဘူးတောင်းဝင်ငါတော့လေရောင်ကျိုးသားကိတာရဲ့ဘာယာနာရဲ့တဲ့တက္ကသိုလ်သူအလေကနေအဲ့ဒါကိုလူရှင်လုံးမင်းသမီးများကမင်းသားကိုအာရုံဆက်ပြီးကြည့်ရအဲ့လိုကြည့်တဲ့အခါကျတော့အောက်ကပေးသက်ကလည်းသူတို့မျက်လုံးတွေကဘယ်ရောက်သွားတယ်မင်းသားရှိမှရောက်တယ် ဟုတ်တယ် ဥပမာမင်းသားခေါင်းတော့ဆိုးနေတယ်ဒီမှာကိုလုတ်ချင်ရလုတ်နေတယ်မင်းသမီးတွေကလည်းပြောချင်ရပြောနေတယ်ဆိုရင်အာယုံတွေထွေးပြသွားတယ် ဟုတ်တယ် အဲ့ဒီစီကန်းလေးကစပြီးတော့ဖေးတို့သင်ခဲ့ရတာလေတော့အာယုံဆိုင်ပေါ့ဟိုပြလုံးလုံးပေါ့ ဟုတ် ဖေးပြလုံးပြက်နေတဲ့နေရာမှာ ဟုတ် မင်းနဲ့တွဲပြက်ရင်မင်းအဖေးအာယုံဆိုင်မှာဒီပြလုံးအောင်မြင်တာ ဟုတ်တယ် မင်းနာအိတ်တက်ကဖေးယူကြည့်မယ်လေမင်းကမျက်နှာနဲ့ပို့ထားတာလေ ဟုတ်တယ် တော့အဲ့ဒီနေရာမှာမြန်မင်းကဟိုတခုခုလုံနေလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့ဒီပြလုံးအောင်မြင်တော့မလဲ ဟုတ်တယ် ဖြစ်ချင်ရဖြစ်တာ ဒီမှာစိတ်ဝင်စားတော့ တချို့ကြတော့လည်းမဟုတ်ဘူးကိုထင်ရကိုဟိုတောင်းရတယ်မကြိုက်ဘူးအဖေပြလုံးပြက်တာစပြီးတော့ဖေးပြလုံးပြက်နေအလုံးငြိမ်နေကြမင်းတို့ပြလုံးပြက်သူတို့ပြလုံးပြက်နေလဲဖေးဘာမလို့ဟိုတိုင်းနေမျက်နှာလည်းပို့တယ်ပို့ပြီးတယ်လေ ဟုတ်တယ် လူကအဲ့ဒါရှိရမယ်အဲ့ဒါစီကန်းခေါ်တယ်ကွာ ဟုတ်တယ် တို့လူရှင်တော်များရဲ့စီကန်း စီကံထို့ချို့တရေချို့ဆိုတရေကတော်တော်ဟိုနဲ့လွဲ့နေတယ်ရှိတယ်ချို့တရေပေါ့နော်ချို့ကြောက်ကပြလုံးတယ်လိုက်ပြီးလမ်းကြောင်းတစ်ခုတယ်လိုက်ပြီးဆိုရင်နောက်တစ်ယောက်ကနောက်တဲ့လမ်းကြောင်းကြီးတစ်ခုဖောက်ထွက်သွားပြန်အောင် ဟုတ်တယ် အဲ့ဒါလေ ဟိုတဲတဲ့လူကရေနွေးအိုးလို့တဲလိုက်ရင်နောက်ကလူကဘာလိုက်ရမလဲရေနွေးပကံတို့လက်ဖက်တုပ်တို့ဒါဒီရေနွေးနဲ့ပတ်သက်တာလဲရမှာလေ တရေပေါ့နော် ဒီကရေနွေးအိုးဆိုပြီးတော့တယောက်ကတဲလိုက်တယ်နောက်လိုက်တဲ့ကောင်ကလက်ဖေးစာရောက်သွားပြီဟိုဘက်ကကောင်ကဘီယာစာရောက်သွားပြလုံးတွေကဟာဝိလေကြောင်ပတ်တွေနဲ့ တရေတွေပြက် မဟုတ်ဘူး ဒီတစ်ခုတည်းသွားလို့ရတယ် မရဘူးအဲ့ဒါတော့ဟိုတို့ပါလို့ဆိုသမစင်ပြက်တယ်လို့ခေါ်တယ်သမစင်ဆိုတာလည်းဗာလဲလို့မေးပါဦး ဟုတ် သမစင်ဆိုတာ ဟုတ် သမစင်ဆိုတာငါလူရှင်တော်တွေကလာတာမဟုတ်ဘူး ဟုတ် သမစင်ဆိုတာကရှေ့တော့နန်းတွင်းသမားတော်ကြီးတွေကဥမာငါသမားတော်ကြီးဆိုရင် ဟုတ် ငါမရှိရင်ငါသားသမားတော်ဖြစ်ရမယ် ဟုတ် အဲငါသားမရှိရင်ငါသားရဲ့သားသမားတော်ဖြစ်ရမယ်အဲငါသားရဲ့သားမရှိရင်တော့မြစ်ကသမားတော်ဖြစ်ရမယ်အဲ့သမားအစဉ်အဆက်အဲသူကဒီလို သမားအစင်ဆက်ထိမ့်သိမ့် သမားအစဉ်ဆက်ထိမ့်သိမ့်တဲ့စေပေါ့ကွာအာစီတော်လည်းကောင်းကြောင်စုပြောက်စီတော်လည်းကောင်းသမားအစဉ်ဆက်ထိမ့်သိမ့်တယ်လို့ခေါ်တာအဲ့ဒါကိုသမစင်လို့ခေါ်တာ ဩ အဲ့ဒါဟိုသူစီးเสีย လူကျွန်တော်မှဆိုရင်လည်း မဆိုင်ဘူး อืม လူကျွန်တော်ဒီနဲ့ဘာမှမဆိုင်ဘူးအဲ့ဒါကိုသူတို့မဆိုင်တော့သမစင်ပြာသမစင်ပြာဆိုသမစင်ဆိုတော့သမားအစဉ်ဆက်ကထိမ့်သိမ့်တဲ့စီးချောင်းစုပြောက်စီးဥမာရာနာလိန်စီးဒါလေးနန်းလေးသမားတော်ကြီးကနေပြီးတော့ထိမ့်သိမ့်လာတဲ့သမစင်ဖြစ်ပါတယ်အဲငါတို့ဒီလူကျွန်တော်တွေကဟိုရှေးဆရာကြီးတွေပြက်တဲ့ပြက်လုံးတွေကိုအဲတော့သမစင်ဆိုပြီးတော့အဲ့လိုလုပ်ကြတာလေ ဩ အမှန်တော့မာတော့မာနေတယ် ဟုတ်ဟုတ် အဲမှန်လဲမှန်တယ် ဟုတ် သူရှေ့ဆရာကြီးတွေပြက်ခဲ့တဲ့ပြက်လုံးတွေကို စင်တိုင်း အခုတော့အစင်မရှိတော့ဘူး စင်တိုင်းထိမ့်သိမ့်တာပေါ့ အခု နော် အစင်မရှိတော့ဘူးဘာလို့ဆိုတော့တွန့်လိမ့်ကုန်ပြီတခါတည်းသမီးတို့ပြက်လုံးတွေကတောင်ရောက်မြောက်ရောက်ဟိုရောက်ဒီရောက်ဟိုဖြတ်ဆက်ဒီဖြတ်ဆက်နဲ့အဖေကြီးကကွယ်တကွယ်လုံးတဲ့နေရာမှာတော့စဉ်းစားတယ် ဟုတ် ကွယ်တကွယ်တဲပြီးဆိုရင်အဲ့ဒီအတဲရဲ့အလဲမှာရီးရမယ် ဇလုံးကွင်းတစ်ခုလောက်ပြီဆို တ ရင် ကွယ်အလဲမှာရီးရမယ် အ အဖြုတ်ကိုဟောကလေးကြာဒီလိုစဉ်းစားပြီး ဒီ တော့ မှာရက်မှာအဖြုတ်ကိုအုံကနေဟောက အဲ လေး ပြလုံးအဲ့လိုစဉ်းစားတယ် ဇလုံးတစ်ကွင်း ဟင်း ဟုတ်ပါတယ် နောက်တစ်ခါကျတော့ ဟုတ် ဟိုလေးလာမှုပေါ့ ဟုတ် ခုနလူရှင်တော်ကြီးစာဖတ်ပါစာဖေးခုချိန်ကြီးစာဖတ်တယ်ဖတ်တယ်မှတ်တယ်ဟောတင်တာမှတ်ထားတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သင်ញင်လို့ဒီမျိုးဆက်တဲ့လူရှင်တော်လေးတွေကိုရှိနေတုံးလေးဩဒါတို့အဖေကြီးဘောလေးတင်သွားတာပါလားဒီနေ့ဖေးကြီးလူရှင်တော်တင်သားမှာ12လရာသီတင်တယ် ဟုတ်ဆန္ဒလာရတယ် 12လရာသီ12လခွန်တော့
12လပရိကံ ဩကောင်းလိုက်တာ ဒီယာဒီမှာဥမာဒီယာဒီမှာဘာပန်းခုံတော့ အဲ ဘာပန်းပွင့်တတ်တယ်လဲပွဲတော့ဘာရှိတယ်လဲတို့မြန်မာတွေမှာ12လမှာ12လပွဲရှိတယ် 12ပွဲလုံးရှိ 12ပွဲရှိတယ်12 ဟုတ် ပွဲ တ ရှိ ယ်ဟုတ်တယ်ဒါကြောင့်ခုန12လလုံးလိုက်နေတဲ့12ပွဲစည်းတယ်ဆိုလည်းရှိတာ ဟုတ်တာပေါ့ ဟမ် အဲ့ဒါလေးတွေကိုလေ့လာထားရတယ် ဟုတ်တယ် ဟိုမှာဟိုတော့သတင်းစာဖတ်တယ်ကွာသတင်းစာထဲမှာဆောင်းပါးလေးတွေပါတာလေးတွေဖတ်မှတ်ဟိုအရွယ်ကောင်းတယ်ရတော့လေ ဟုတ်ဟုတ် ဖတ်မှတ်အဲ့ဒါလေးတွေတို့ဟို အခုသတင်းစာလောက်ကိုမဖတ်တော့ဘူးအခုနောက်လူငယ်တွေ တို့ဖုံးမကြည့်တော့တာလေတို့လူရှင်တော်များဟာတဲ့အယူလိုအိပ်ပါတဲ့အယူလိုအိပ်ဆိုတော့တွေ့တဲ့စာကောက်ထည့်ထားတွေ့တဲ့တဲ့အယူကမသူ့နေရာလေးနဲ့လူကြတော့အတုတ်တက်သွားပြန် အဲထောက်တုံးလိုက် မူလီလေးတစ်လုံးတွေ့လဲကောက်ထည့်တာပဲဟိုစပိန်လေးမှာအဲ့မူလီလိုတဲ့ခါကောက်ရေးလိုက်ဒီတရက်ထုတ်သုံးလို့ရတယ်အဲ့တော့ဒီလူအယူလိုအိပ်ဆိုတာအဲ့ဒါခေါ်တယ် ဟုတ် သူဖတ်မတင်မှတုံးတဲ့နေရာကျုံသလိုတုံးရတာဟုတ်ကွာ ဟုတ် ကိုရွေးလေးပြောပြမယ် ဟုတ်ကဲ့မရှိပါဘူး ဘေဟိုတင်မိုးဝင်းနဲ့တင်မိုးဝင်းကောက်သားစီက ကျွန်တော်တပည့်တင်မဝဲ တင်မိုးဝင်းနဲ့ပါသွားတော့ ဟုတ် ပင်းမှာ ဟုတ် ပင်းမှာဟိုဇက်စရာဥတင်မြင်ကကိုမွေးစားအကိုလေး ဟုတ် သူလည်းပါသွားတော့ကကြအကိုရွှေပိုင်းပါတယ် ဟုတ် ညကြတော့နောက်ပိုင်းကကြနောက်ပိုင်းပါတယ်ဟိုတော့နောက်ပိုင်းကလေ ဟုတ် ဥပေါ်လေးတဲ့ဒီနေ့ကခင်ဗျနောက်ပိုင်းလေးကိုကပြီးပါဗျာတဲ့ကပြီးမယ်ဘယ်နေရာကမလဲခင်ဗျဥယျာဉ်မူဗျာတဲ့လူပြိုကြီးတဲ့အဲ့မှာနတ်ကခင်ဗျကိုကလေးတယောက်လာအပ်လိမ့်မယ်အဲ့ဒီကလေးနဲ့ဘယ်သမီးတော်နဲ့နန်းတော်ထဲမှာဒီဥယျာဉ်ထဲမှာခင်ဗျသူချစ်ကြကြတယ်ဗျာတဲ့နောက်ဆုံးဒီကလေးကိုခင်ဗျနန်းတော်သွားအပ်မယ်အဲ့ဒါကျွန်တော်စာပေးပါဆိုတော့ငါမရှိဘူးတဲ့ကျွန်တော်မှာခင်ဗျအဲ့ဒါပဲတဲ့ဘယ်နဲ့အဲ့ဒါဘာလုပ်မလဲမစင်လာလीဘာတော့မလဲဒီနေရာမှာဥယျာဉ်မူဘယ်ရဲ့ဥယျာဉ်မူဆိုတော့ဘာသာရယူရမလဲဆိုလေ့လာထားမှုခုနဖတ်ကြားတတ်မှုမရှိရင်ပြေရော ရွတ်မရ အဲ့တော့ဥယျာဉ်မူအစထွက်တယ်ကဘာထွက်ရမလဲ ဘယ်လိုလဲ စိတ်ကြီးမြကြီးရေကြီးတော်တော်နေအောင်မကမ်းပန်းမြပင်စစ်မြေနေရံဘက်ခလက်စိမ့်မြမိုးမခဘူးကျုပ်ဥယျာဉ်ကြီးຫນွေလတာမောက်ရင့်ချင်းငယ်ရောက်ခါမနှင်းတောက်ကရွှေရွှေပွင့်ဖူးတွေဆင်းညသည်ရွှေပင်စစ်ငွေပင်စစ်ဗရမ ्या ပင်စစ်ကမုံအင်းဖက်ဆောင်ရွက်ရည်ကိုရည်တွက်လို့ဆိုတော့မီလက်တံတို့တမီပွင့်နေတာဒီလိုသူ့ကိုလိုက်တာလက်တန်းရှိနဲ့နေအောင်ကြီးလာရောဝါမိုးလုံးပြမိုးလုံးပိုင်းပလဲဆိုင်ပလဲစစ်ချစ်စရာလိပ်ပြတော်အန်းလေးတွေပွင့်နေတာဘေးသမီးတော်လေးများဥယျာဉ်နဲ့လာတဲ့အခါကျတော့ဒီတစ်ခွာပန်းလေးတွေဒီပန်းလေးတွေကိုသူကြိုက်သွားအောင်သူရှင်းနဲ့သွားအောင်နှစ်သက်သွားအောင်စိုက်ပြီးရတယ်ဥယျာဉ်မူကြီးပဲဟောဒီလိုအဲ့တော့အောက်ကဘကုတ်စိတ်မြအောင်လေ ဟုတ် ဒီပောက်ကရလို့ရစိတ်မြအောင်ကြောင်းတဲ့ပြည်သားနဲ့ဝက်ပောက်ကရအတန်နဲ့ဆိုရင်မတိပြီဘူးဒီလို အတမှန်မှ ကိုစိတ်မြအောင်ကအဲ့မနေ့မိုးလင်းတော့အဲ့လူကြီးတွေမအိမ်နေဦးနဲ့ဒါလည်းတစ်ဖိသက်လက်ခဲ့ကြိုက်တာစားတဲ့ဘာဖြစ်လဲကိုမြောင်ညခင်ဗျဥယျာဉ်မှုကိုကြိုက်လို့အဲ့လိုပေါ့လေ ရုပ်ကလေးဥယျာဉ်ထဲကိုရောက်သွားတယ်လို့မျိုး အဲ့လိုဒါလေးတွေကရှားပွေထားတာလေးတွေပေါ့လေနောက်တစ်ခါရှိသေးတယ်အဲ့အင်းမှာပဲ ဟုတ် မင်းသလက तू ကအကိုသူ့ညီတွေပြိခရာဝဲလာတာပြိခရာရှိပါချစ်တော်ဘူးဆရာမြင့်မြတ်တဲ့စီဝရံကိုနိဗ္ဗာန်တင်ငန်းပရိယေစင်းတဲ့တီလွယ်ကိုအဖေတကယ်ဝဲခဲ့တဲ့သားရဲ့အဖေတကယ်ဝဲခဲ့တဲ့သားရဲ့တို့ဒီအဲ့ဒါမင်းသလကကြီးရမကြိုက်ဘူးကွာ ဟုတ် ပရိယာရှိပါချစ်သားဖို့ဆရာသူကကြီးမဝင်တော့ ကီးမကဲ အခုစိတ်များဟောဝိုင်းနေရနေပြီးတော့ဟဲ့ကောင်ဒီမှာကွာဒီအတန်းအဲ့လူပတိဆရာလေမတိကြတော့ဘူး ကောင်းစီခြင်း တက်လက်တတ်တာဟုတ်ဒီနေရာမျိုးလည်းကိုခူးဆက်ရတယ်လေ ဟုတ်
အဲ့ဒါဘာလဲတဲ့ပြောလိုက်ရင်စာဖတ်တဲ့အကျူကျေးဇူးပါစာရီဖတ်တဲ့အကျူကျေးဇူးပါဘာကြောင့်မျိုးဆက်တွေလူရှင်တို့လေးတွေအသေးလေးတွေအကြီးလေးတွေအလက်တွေစာရီဖတ်ကြပါစာရီဖတ်ကြပါငါတို့မှာကွာဟိုလူဘဝဆိုတာလေဘုရားကမေဝင်းနေရကျွတ်လာတဲ့ကတို့ဒီမှာလောကရတရားရှိပါပါတယ်လीလာဘောအလာဘောရတော့အရတော့နေနပဒနာဒုက္ခဒုက္ခလောကရတရားရှိပါပါတယ်အဲ့ဒီရှိပါမှာလာဘောလက်ရတယ်အလာဘောလက်မရဘူးဒုက္ခချမ်းသာတယ်ဒုက္ခဆင်းရဲတယ်လူလောကဒီတမိုင်းတစ်လျှောက်မှာငါတို့ဒီခံရမှာအဲ့တော့ကိုချမ်းသာတုံးလေးဘာလုပ်ရမလဲချမ်းသာသွားတယ်ချမ်းသာတုံးလေးမှာအဲ့ဒီချမ်းသာတာရဲ့အရာလာကိုတမိုးရှိအောင်တုံးချပါဒုက္ခဆင်းရဲတော့မှလိုက်ပြီးတော့ကိုယ်ကောက်ချရမရှိတော့ပြဿနာတက်မယ်လေအဲ့ကြောင့်ဒီကိုအရွယ်ကောင်းတဲ့အချိန်ခါလေးမှာစာရီများများဖတ်ဘူးသူရတွေများများဘူးဆရာတွေကခုနတော့ဆရာတွေရှိမှပညာတွေကိုတောင်းပါပြီးတော့စာဖို့ရောက်တော့ခဲရင်တာပေါ့အခုတားလွယ်တယ်စာလို့ကြီးလားလာခဲ့အချိန်ပြေးလားပြေးရှိလာခဲ့ဘာလို့ချင်းလဲပြောအဲ့လိုဆိုသူတို့ပြေးကျင်တာတစ်ချိန်ကိုအဲ့ဒီစာလေးတွေဝင်းနေမြူချထားရဲ့ကိုနောက်ကနောက်တက်လာမဲ့တပည့်တွေကိုတင်နိုင်တယ်အဖေကြီးအဲ့လိုလေ့လာထားလို့ကြက်မှတ်ထားလို့အခုကလေးတွေမေးတာလဲအကုန်ဖြေနိုင်တာလေအကုန်သိနိုင်တာလေအဲ့တော့မျိုးဆက်တဲ့လူရှင်တော်လေးတွေကိုဒါမျိုးတွေအများကြီးဖြစ်စေခြင်းတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခေကြီးအခုပြောတာလဲတော်တော်လေးစုံသွားပါပြီတော်လေးလည်းမှတ်သားရပါတယ်နောက်ပြောစရာဘာညာများရှိလို့ရှိရင်ဒါတို့ဇာယနာ channel ကိုတားရမောင်ဆန်လေးခေကြီးပြောစရာပေါ်ပြီဆိုလှမ်းဖုန်းဆက်လိုက်ဒါတို့ရောက်ချလာပြောစရာတွေကတော့ မကုန်ဘူးလူရှင်တော်ပြင်ရတဲ့ပတ်သက်လို့တော့အများကြီးပေါ့ကွာဘာလို့ဒီ73နှစ်သားနေပြီးတော့အခု88နှစ်ထိဒီလောကမှာဒီလောကဟိုဒီကြားထဲမှာလေ့လာထားတာတွေဟိုအတွေ့အကြုံတွေပေါ့တချို့ဆိုရင်လည်းဟိုရည်စရာကောင်းတဲ့အတွေ့အကြုံတွေကျွမ်းစရာကောင်းတဲ့အတွေ့အကြုံတွေမရရသည်ပြောချင်ပါတယ်ပြောကြုံတဲ့အခါလေးပေါ့နော်ဒါလည်းဟိုအဖေကြီးကဟိုကင်ကောင်းကြပြီးတော့ပြောတယ်လို့သဘောမထားနဲ့ဘာလို့လဲဆိုတော့သိစေချင်တာကလေးတွေကိုတတ်စေချင်တာငါလိုပဲသိရမယ်ငါလိုပဲတတ်ရမယ်ဆိုတဲ့အတီလေးရဲ့ရင်ထဲမှာအဖေအမျက်မွေးထားတယ်ဒါကြောင့်မေးတဲ့ကလေးတွေမှန်လို့မရအကုန်သင်ကျင်တဲ့ကလေးတွေမှန်လို့မရသင်ပေးပါတယ်တို့ကမသင်ကျင်လဲသင်တဲ့ဆရာတွေဖြစ်မသင်ပေးဖို့အစင်းနေမယ်သင်ယူရပါသင်ပါနောက်အလင်းတင်လို့ရှိရဲ့ဒီလူရှင်တော်နဲ့ပတ်သက်တဲ့အခြေခံတွေနော်ခုံးတော့ဆိုနည်းတွေခုံးတော့ရေးပုံရေးနည်းတွေဒါလေးတွေကိုနောက်အလင်းသိလို့အခြေရရင်ဘီပြန်လဲဖောက်တဲ့ချပေးပါဦးမယ်ဟုတ်ကဲ့ကဲတိုင်းနာ YouTube channel ကိုတိကျအားပေးနေတဲ့မျိုးဆက်တဲ့လူငယ်လေးတွေကြည့်နေမှာပါနိုင်ငံလုံးမှာနော်ကြည့်ရှုနေတဲ့အာသမြန်လို့သူပြိသက်တွေနော်အခုတွေ့လိုက်ရတာတော့ကျွန်တော်တို့ရဲ့အဖေဆရာအဘဦးဘော်လေးပါနော်ဒါကြောင့်အဘဦးဘော်လေးကနော်အခုဆိုရင်နောက်မျိုးဆက်တဲ့လူငယ်တွေကိုနော်ပညာတွေအများကြီးပေးစရာရှိတယ်ဒါကြောင့်ပညာလူရှင်နဲ့နော်မျိုးဆက်တဲ့လူငယ်လေးတွေနော်အဖေဦးဘော်လေးစီမှာနော်လာရောက်၍နော်သင်ယူလို့ရပါသေးတယ်ကျမ်းပါပါတယ်နော်အလုပ်တွေလည်းအများကြီးလုပ်နိုင်သေးတယ်နော်အလုပ်တွေလည်းအများကြီးလုပ်နိုင်တယ်စင်မောင်မှာလည်းကနိုင်တယ်နော်အချို့ကမကနိုင်တော့ဘူးထင်ပါဆိုလို့ကနိုင်တယ်ပွဲလည်းငားလို့ရတယ်နော်ဒါကြောင့်မျိုးဆက်တဲ့လူငယ်လေးတွေဆက်သွယ်ပြီးတော့နော်ကြောကျင်တာတော်လကောင်းပညာယူကျင်တာတော်လကောင်းနော်ကျွန်တော်တို့ရဲ့နော်လူငယ်လေးတွေခိုးရအရေးကောင်းကြီးတစ်တပင်ကောင်းငှက်အပေါင်းတာဆိုတဲ့အတိုင်းပဲနော်ကျွန်တော်တို့ရဲ့အင်မတန်မှအေးမြတဲ့နော်အရေးအာဝါဒတွေပေးဆွမ်းမဲ့ကျွန်တော်တို့ရဲ့တစ်တပင်ကောင်းကြီးရတော့ဒီမှာဒီဥပ္ပါလေးကျွန်တော်ရှိနေပါတယ်လာကျင်တယ်ဆိုရင်လိပ်စာလေးလမ်းညွှန်ပေးပါမယ်နော်တောင်တကုန်း 18A စိန်ပန်းမြိုင်2လမ်းမှာနော်အဖေဥပ္ပါလေးရှိပါတယ်နော်ကြောကျင်တာတော်လကောင်းပညာယူကျင်တာတော်လကောင်းလာယူနိုင်မှာလာရောက်ပြီးပညာယူနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုတော့ဒီကနေပြီးစီနာလောင်းရဲ့ပညာမောက်ခိုင်ရင်းနဲ့ကျွန်တော်တို့အစီအစဉ်ကိုထပ်မနာဆင့်ပြီးတော့ကျွန်တော်တို့ပြန်နာခွင့်ပြုပါကြိုက်တာပြော
ရှင်းနေမြန်မာလိုပြောဒါအနောက်ကအင်္ဂလိပ်လိုပြောမယ် ပလဲငွေမို့သေးငယ်ဆို့ပါတယ်ဘဲရွှေပြူအပိုင်းအောက်ခရဲ့ရောက်တန်ဒီပိုင်ပြီးတော့ရေငံပဲဥရှင်ကြီးခင်ဗျာကိုစီမဆွတ်တီလို့ပြီးပါပေါ့ဖုတ်ပဲသုံးဆောင်တော်မူပါနာဥရှင်ကြီးခင်ဗျာ ဖေးမားနေတယ်ဖေး အင်္ဂလိပ်လိုပေး မုံမားနေတယ်ဖေး ဘာလို့ငါမှာလဲ ဥရှင်ကြီးလေဖေးရဲ့ အေးဥရှင်ကြီးလည်းအင်္ဂလိပ်လိုပေးရမှာပေါ့ तू ကအင်္ဂလိပ်လိုတက်လို့ တက်တယ်စပီကာတက်ထားတာ ဘယ်မှာတက်တယ် 35လမ်းမှာ ဘယ်ချိန်လဲဘယ်ချိန်တက်တယ် အာယုံ နှစ်ပိုင်းပေါ့အဲ့ဆိုပြင်ရမှာ Hello morning good morning ဥရှင်အာကြီးနေရတုံနေအေးစင်းနေ Hello morning good morning ဥရှင် please come here salt water owner ဘာလဲဝါဒအောင်လားဘာလဲဝါဒအောင်လား salt ဆိုတာစား water ဆိုတာရေစားနဲ့ရေနဲ့ပေါင်းရင်အဲ့ချိန်မငံဘူးလား ငံတာပေါ့ owner ဆိုတာပိုင်ရှင် salt water owner ရေငံပိုင်ဥရှင်ကိုပြောတာ ဟ